ကဲ6လပိုင်း15ရက်တနင်္လာနေ့ရယ်6လပိုင်း16ရက်အင်္ဂါနေ့ရယ်ပေါ့နော်2ရက်စာမထွက်ရင်တက်ဆိုတဲ့အခွေလေးပေးခဲ့မယ်နော်အဲ့တော့တယောက်မြန်တဲ့တယောက်ဒါ subscriber နှိပ်ထားပါနော်ဒါ subscriber နှိပ်ထားဒါကျွန်တော် YouTube ကနေအခုမှလုပ်ပေးတာနော် TikTok မှာဆိုတော့ကိုပိုင်ဆိုရင်အားလုံးသိပါတယ် TikTok မှာနော်ကိုပိုင်ဆိုရင်အားလုံးသိကြပါတယ်အဲ့တော့ subscriber လေးနှိပ်ထားကျွန်တော်အခုကတော့ဒါအခွေလေးတောက်လျှောက်တင်ပေးသွားမယ်နောက်ပြောချင်တာဒါအခုမှ YouTube အကောင့်တစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟို channel တစ်ဖြစ်တဲ့အတွက်ကြောင့်မလို့နော် subscriber နှိပ်တာနောက်ပိုင်း subscriber 50ရောက်လာပြီဆိုကျွန်တော်ညတိုင်း9နာရီခွဲ10နာရီလို့ကြာရင်ကျွန်တော် live ထွင်ပေးသွားမယ်နော်မနေ့စောကြီးဆို live ထွင်ပေးတာမယ်ဒီနေ့သာဘာထိုးရမယ်ဆိုတော့နော်အဲ့တော့အခွေ2ရက်မွေးမဲ့အခွေနော်မဖြစ်မနေခွေပါရုံရုံကြည်ကြည်ခွေပါနော်ဘာလို့လဲဆိုရင်တော့じゃမှတ်ထားပြီးတော့မခွေလိုက်ဘူးဆိုရင်မရပါဘူးလို့နော်ဒါကိုကျွန်တော်ပြောခဲ့မယ်နော်အဲ့တော့6လပိုင်း15ရက်တနင်္လာနေ့ရယ်6လပိုင်း16ရက်အင်္ဂါနေ့ရယ်ခွေရမယ်ခွေရ9 2 8 1 9 5လုံးခွေလိုက်နော်မဖြစ်မနေခွေအဲ့2ရက်မှာကျွန်တော်တင်ပေးတဲ့အခွေဒီမထွက်လာဘူးဆိုရင်10သားပြန်ရောပေးမယ်နော် TikTok မှာဆိုရင်ဒါအားလုံးသိပါတယ်နော် YouTube မှာလို့ဒါကျွန်တော်အခုမှပြောပြတာ YouTube မှာဆိုတော့ကျွန်တော်မသိရလူရှိတယ်လေအဲ့တော့မယုံကြည်ပါဆိုလို့နော်အကြိုက်ဆို2ရက်